နေရအမျိုးသမီးလေးတယောက်ပြောသွားတာတိုက်ဆက်တီအကြောင်းပြောသွားတာအဲ့ဒါလေးကိုကနားထောင်ပြီးတော့အဲ့ဒါလေးကိုသဘောကျတာပေါ့နော်သဘောကျအဲ့ဒါလေးကိုကလည်းဟိုဝင်ပြီးတော့ဆွေးနွေးနေတာပေါ့ဆရာမကြီးမဟုတ်ပါဘူးနော်ဆရာမကြီးမဟုတ်ပါဘူးကျွန်မလည်းဘာမှအဲ့လောက်ဒီဟိုပြောကိုတွေးကြုံတဲ့ဟာလေးတွေပဲပြောချင်တာပါနော်သူတို့ကဟိုကနေပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်အင်တာဗျူးတာမကြိုက်ဘူးလွတ်လိုက်တယ်အဲ့လိုမျိုးလွတ်လိုက်တယ်ဆိုတာဟိုအပြည့်လို့ရှိရင်ဆင်ញင်ရတာပေါ့နော်ကိုဆင်ញင်ရမယ်သူတို့ကြိုက်တာလေးတွေလုပ်ရမယ်သူတို့ကြိုက်တာဘာကြိုက်တာလဲဆိုတော့ဘာသာရေးလောက်တာကြိုက်တယ်တကူရေးတန်ရှင်းတန်ရှင်းနေတာကြိုက်တယ်ဟိုပေါ့တိမ်မွေ့တာကြိုက်တယ်အနုညံ့တိမ်မွေ့တာကြိုက်တယ်အဲ့လိုမျိုးလေးတွေဆိုလို့ရှိရင်သူတို့ကဟိုပေးလို့ရတဲ့တိုက်ဆက်တွေကလည်းပေးတယ်ပေါ့နော်ပေးလို့မရဘူးဆိုတဲ့တိုက်ဆက်တွေကကြတော့ဒါမပေးဘူးဆိုပေမဲ့သူတို့စိတ်ချမ်းသာအောင်ဟိုနေရတာပေါ့နော်ဘဝမှာအဲ့ဒါကြောင့်မို့လို့ဟိုသူတို့မကြိုက်တဲ့ဟာမလုပ်ဖ ೇನೆ ကြိုက်တဲ့ဟာပဲလုပ်စီချင်တယ်တိုက်ဆက်တိနေပြီဆိုလို့ရှိရင်လေတိနဲ့တချို့ကလည်းလူမိုက်ကြီးတွေရှိတယ်တိုက်ကလာတယ်သူတို့ဟိုပေးလို့ရလားမရလားဘာညာတာကမသိပဲနဲ့ဇွတ်တွေပေါ့နော်လိုချင်နာပဲရှိတယ်ကိုကလောက်ရမယ့်ဥစ္စာကြတော့မလုပ်ချင်ဘူးကိုကလောက်ရမယ့်ဥစ္စာအခုနကလိုဘာသာရေးလောက်ရမယ်တိမ်မွေးနူးညံ့ရမယ်နော်အဲ့လိုမျိုးလေးတွေအဲ့ဒါကိုဘက်ကမလုပ်ဖဲနဲ့သူတို့ဟိုပဲအပြစ်တင်ပြီးတော့သူတို့စီကပဲရတာလိုချင်နေလို့တော့မရဘူးလေသူတို့ကမကြိုက်လို့ရှိရင်လည်းအဲ့လိုမျိုးသူပြောတယ်လို့မျိုးခေါင်းတစ်ချမ်းကြိုက်ဖြစ်တယ်နော်ခေါင်းတချမ်းကြိုက်ဖြစ်တယ်အဲ့ဒါတတိထားဖို့လိုတယ်ကိုကျမ်းမာရေးကိုအဲ့လိုမျိုးခဏစေကသွားပြီးတော့ခေါင်းကြိုက်ဒါကိုဖြစ်ချင်သလားဖျားတရားလုံးမယ်ဟိုအဋိဌာန်ကြီးလုံးမယ်အဲ့လိုပဲနေချင်သလားဆိုတာမေးတာပေါ့နော်ကိုလည်းပြန်မေးကိုပြန်စမ်းစစ်ဖျားတရားလုံးပြီးတော့ဒိဋ္ဌာန်ကြီးအမြဲရှိပရိစိတ်နေမယ်တောက်လျှောက်ဂုဏ်တော်တွေပွားနေမယ်နော်ဟိုရွတ်ဖတ်နေမယ်အဲ့ဒါဆိုအရန်ကြိုက်တယ်နော်သူတို့ကအဲ့ဒါကိုဆိုရင်ဟိုပေးလို့မရတဲ့တိုက်ဖြစ်စေအောင်တော့စိတ်ချမ်းသာအောင်နေရမယ်စိတ်ချမ်းသာအောင်နေရစေမယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်အဲ့ဒါလေးကိုကိုသိရင်တတိထားပြီးတော့ဆင်ခြင်ပါလို့ဟိုသူတို့မကြိုက်ရင်လည်းဘဝတွေကကြပြောင်းကြပြန်ဖြစ်အောင်သူတို့လုပ်နိုင်တယ်အဲ့ဒါကိုတော့သိစေချင်တယ်နော်အခုအဲ့ဒီအမျိုးသမီးလေးပြောတာကိုထောက်ခံတဲ့အနေနဲ့ပြောတာပါနော်မယုံကြည်တာတွေယုံကြည်တာတွေကျမကိုမပြောပါနဲ့ကျမလည်းအဲ့ဒါတော့မရှင်းနိုင်ပါဘူးရှင်တိုက်ဆက်နိုင်ဆက်တွေကိုသိချင်ရင်တော့ကိုယ့်ဟာကိုယ်ဟိုဖြစ်ပါကျမလည်းမသိဘူးအဲ့ဒါတော့ကိုသိဆုံးပဲ